အားလုံးပဲနေကြတော့ခင်ဗျာကျွန်တော် channel နဲ့ပြန်လဲကြိုးစားလိုက်ပါတယ်တော်ဒီတစ်ဆက်ပေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ရဲ့ revamp သွားမယ် free eye အကြောင်းဖြစ်ပါတယ်ကဲအဲ့ဒါဆို scale 1ကိုစကြည့်လိုက်ရအောင် scale 1ကတော့အရင်လိုပဲလှမ်းပြီးတော့ enemy ကိုခုံးမယ်ခုံးတဲ့အခါမှာအခုကတော့ airborne effect ကလေးကိုရရှိမှာဖြစ်ပါတယ်အရင်တော့လို့တော့မဟုတ်တော့ဘူးပေါ့ကဲအဲ့ဒါဆိုရင် scale effect လေးကိုတေချာကြည့်အောင်အနှိမ့်ဝက်ကလေးနဲ့ကြည့်လိုက်ကြတာပေါ့ scale 1ခုံလိုက်တဲ့အခါထွက်လာတဲ့အဲ့မြေကြီးတုံးပုံစံကြီးကစောင်းမိုက်တဲ့အရင် hero ထက်အရင်လှသွားတယ်ဘရိုတို့ကတော့ဘလိုထင်လဲတော့မသိဘူးကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့အကြောင်းကိုပြောပြခဲရဆို scale 2ကိုဆက်ပြီးတော့တွားကြည့်လိုက်ရအောင် scale 2ကကျတော့ရှေ့ကို dash သွားတဲ့ပုံစံမျိုးပေါ့ enemy ကိုထိရင်လည်း damage ပေးတယ်ဒီတိုင်းဆိုလည်းရှေ့ကိုတိုးသွားဆိုတော့ချောင်းနဲ့တော့တော်လေးတူသွားတယ်နောက်ပြီးတော့ scale 2ကအရင်လိုမျိုး airborne effect တွေလည်းမပါတော့ဘူးကျွန်တော်ရှိတတ်တဲ့ effect တွေလည်းမပါတော့ဘူးဒါပေမဲ့တခုကောင်းတာ no clone တောင်ဖြစ်သွားတယ်ဘေးစစ်အထက်နဲ့ရိုက်စရာမလိုဘဲနဲ့ scale 2ရဲ့အတုံးလေးကပြန်ပြည့်နေပါဗျာဘေးစစ်အထက်နဲ့ရရင်တော့တစ်ချက်ရရင်တစ်လုံးပြန်ရတယ်နှစ်ချက်ဆိုရင် dash တစ်ခါသုံးလို့ရမယ်အပြီးတော့အမ brother တို့ပဲဆက်ပြီးကြည့်လိုက်တော့သူ့ဘက်သူအတုံးလေးတွေကဘယ်လိုပြန်ပြီးတော့ auto ပြေးလာလဲဆိုတာအဲ့ရတယ်မကသေးဘူးနော် free ကချောင်းလို့လိုမျိုးပဲအဲ့လိုဘောအသေးလေးတွေဆိုရင် auto dash သွားလို့ရတော့မှာကြည့်ကြည့်လိုက်အောင်2 scale ကဘယ်လိုဘောလေးတွေကိုကြောသွားလဲဆိုတာဒါပေမဲ့အဲ့လိုကြောသွားလို့ရတိုင်းလည်းပြောမနေနဲ့ဘူးဆိုကြည့်ကြည့်လိုက်အောင် enemy ရှိမှပိတ်နေတဲ့ခါကျရင်အဲ့ dash ကသုံးလို့မရတော့ဘောတွေကိုကြောလို့မရတော့ဘူးဗျာအဲ့ enemy နားမှာပဲရက်ပြီးတော့ damage ပေးနေမှာ enemy နောက်ပြီးတော့အရင်လိုမြန်မာလိုကြီးထားပြီးဖွင့်တဲ့ airy mode တော့ဗျာခုက enemy ကိုသုံးလိုက်တဲ့အခါကျရင် enemy ကိုအနှဲ့ရ knock out လဲပေးအောင်မှာ damage လဲပါတယ်ဗျာလေဘော်ဝဲပြီး damage ပေးမယ်ဆိုတော့အဆင်ပြေရအောင်လေဘော်တင်းပြီး knock out ပေးရတော့ဟုတ်ပြီမဲ့ damage ကတော့နည်းနည်းလေးပါမယ် knock out ကလည်းနည်းနည်းလေးပဲဖြစ်သွားမှာဗျာရင်းတော့တိသွားမှာမဟုတ်ပေမဲ့ enemy ကို surprise တိုက်ပြီးတော့ကျုံးလို့ရတဲ့တဲမှာတော့ပါတာပေါ့နောက်ပြီးတော့ကျွန်တော်ကလည်းခင်းကြောင်အဲ့လောက်ကြီးတီးတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောတာမှားတာတွေပါရင်ကျွန်တော်ကိုတီးခံခွင့်လုပ်ပေးပါအောင်နောက်ပြီးတော့ကျွန်တော်အကောင့်လေးကိုလည်း like and follow လေးလည်းလုပ်ပေးခဲ့ကြပါအောင် copy လေးယူပြီး share ပေးဖို့လည်းမမေ့ပါနဲ့နောက်ပြီးတော့ကျွန်တော်တင်တဲ့ video အားလုံးတိုင်းက view တွေရန်နေလုံးလို့ပြကျွန်တော်ကို like and share လုပ်ပေးခဲ့ကြပါအခုလိုမျိုးအသေးထွက်မဲ့ hero တွေအကြောင်းတွေရ revamp လုပ်သွားတဲ့ hero အကြောင်းတွေရအခုဆိုရင် Belmont revamp ပုံစံလုံးမဲ့အကြောင်းရနောက်ပြီးတော့အသစ်ထွက်လာမယ့် hero အကြောင်းတွေရောနောက်မှတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and follow လေးကတော့အသေးချာလေးလုပ်ပေးခဲ့ကြပါဦး